ရောင်စုံပူပေါင်းများနဲ့အမှတ်တရညအမှတ်တရကောင်းတွေဟာသူ့လိုဖြစ်လာတာထက်ကျုပ်တို့ကိုယ်တိုင်ကဗိသုကာပညာရှင်တယောက်လိုပုံဖော်ယူရတာဖြစ်ပါတယ်တဲ့ရန်ကုန်မြို့ရဲ့စူညံလှတဲ့လမ်းမထက်ကကော်ဖီဆိုင်လေးတစ်ခုမှာအောင်ကြော်မေမြတ်နဲ့နဒီတို့တငယ်ချင်းလေးယောက်ဆုံနေကြပါတယ်ဒါပေမဲ့သူတို့ကြားမှာစကားတန်တွေထက်ဖုန်းပို့တန်တွေကပိုကျနေတယ်တယောက်ကအလုပ်ကအီးမေးလ်ပြန်နေတယ်တယောက်က Facebook ကြည့်နေတယ်ကျန်တဲ့သူတွေကလည်းတွေ့ဆုံပွဲကိုမှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့ပဲစိတ်အားထက်တန်နေကြတယ်ငါတို့ခင်လာတာနှစ်ဆက်ရှိပြီဒါပေမဲ့အခုဆုံရတာကဝတ္တရားတစ်ခုလိုဖြစ်နေပြီလို့အောင်ကတွေးလိုက်မိတယ်သူဟာဟောပြောပွဲတစ်ခုမှာကြားပူးထားတဲ့အမှတ်တရကောင်းတွေဟာသူ့လိုဖြစ်လာတာထက်ကျုပ်တို့ကိုယ်တိုင်ကဗိသုကာပညာရှင်တယောက်လိုပုံဖော်ယူရတာဖြစ်ပါတယ်ဆိုတဲ့ဟောပြောချက်ကိုစိတ်ထဲအမှတ်ရခဲ့ပါတယ်ဒါကြောင့်သူဟာတငယ်ချင်းတွေအတွက်တသက်စာအမှတ်ရနေမဲ့ညတညကိုစတင်ပုံဖော်ပါတော့တယ်နှစ်ပုံသေးကားချက်ကိုရိုက်ချိုးပြီးစွန့်စားခန်းဖွင့်ခြင်းနောက်ပတ်မှာရောက်ရှိမဲ့နှစ်တစ်ကူရာပီနူရနေ့မှာအောင်ကတငယ်ချင်းအားလုံးကိုမြို့ပြင်ကတောင်ကုန်းလေးတစ်ခုစီခေါ်သွားပါတယ်ပုံမှန်ဆိုရင်သူတို့ဟာအဲကုန်းခန်းထဲမှာပဲထိုင်နေကြပါအခုတော့ဖုံတော်ထဲမှာကားမောင်းမြက်ခင်းပြင်ပေါ်မှာလမ်းလျှောက်ပြီးတောင်ထိပ်ကိုတက်ခဲ့ကြရတယ်ဟေ့ကောင်အောင်ငါတို့ဘာလာလောက်တာလဲလို့ကြော်ကညည်းညူပေမဲ့တောင်ထိပ်ကနေမြင်ရတဲ့နေဝင်စည်းစာအလားကသူတို့အားလုံးရဲ့စိတ်ကိုရုတ်တရက်လန်းဆန်းသွားစေပါတယ်အောင်ကအသင့်ယူလာတဲ့ဂီတာအိုကြီးကိုထုတ်လိုက်ပြီးသူတို့တက္ကသိုလ်တက်စဉ်ကဆိုခဲ့တဲ့တခြင်းတွေကိုစတီးလိုက်တဲ့အခါပြင်းစရာကောင်းတဲ့လှုပ်ရိုးလှုပ်စင်ဝရင်းတွေအားလုံးပျောက်ကွယ်သွားပြီးလွတ်လပ်ပျော်ရွှင်တဲ့အခိုက်အတန့်ကိုရောက်သွားပါတော့တယ်နှစ်ကိုပြန်လဲတွေ့ရှိခြင်း The stretching moment မိဘုံလေးရဲ့ဘေးမှာဝိုင်းထိုင်နေရင်အောင်ကစိန်ခေါ်မှုတစ်ခုလုပ်ပါတယ်ကဲငါတို့အခုခဏလောက်ဖုန်းတွေပိတ်ထားရအောင်ပြီးတော့ဒီစက်ကူပေါ်မှာငါတို့တခါမှတယောက်ကိုတယောက်မပြောဘူးတဲ့ငါရဲ့အကြီးမားဆုံးကြောက်ရွံ့မှုနဲ့ငါရဲ့တကယ်အိမ်မက်ခါကိုရေးကြမယ်လို့ပြောလိုက်တဲ့အစမှာတော့အားလုံးကရှက်ကိုရှက်ကန်ဖြစ်နေပေမဲ့တယောက်ချင်းစီရေးပြီးဖက်ပြတဲ့အခါမှာတော့အံ့ဩစရာတွေဖြစ်လာပါတယ်အောင်မြင်တဲ့ကုမ္ပဏီဝန်ထမ်းဖြစ်နေတဲ့မင်းမြတ်ကတကယ်တော့ငါအလုပ်ကိုငါမပြောဘူးငါကပကြီးဆရာမဖြစ်ချင်တာလို့ဝန်ခံလိုက်ပါတယ်စေယောကကူဆရာဝန်မကြီးအနေနဲ့အောင်မြင်နေတဲ့နဒီကလည်းတကယ်တော့ကလေးတွေကိုစာတင်ကြားပေးတဲ့ဆရာမဖြစ်ချင်ခဲ့တာလို့ဆိုပါတယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးကြော်ကလည်းသူကအောင်မြင်ကြော်ကြားတဲ့ဘောလုံးအားကစားသမားဖြစ်ချင်ခဲ့တာတဲ့ဒီလိုဝန်ခံဖော်ထုတ်မှုတွေကအားလုံးဘဝကိုဘလို့ဖြတ်တန်းနေကြတာလဲဆိုတဲ့ထိုးထွင်းသိမြင်မှု insight တွေရသွားစေပါတယ်တယောက်ရဲ့အတွင်းစိတ်ကိုတယောက်ကပုံမူတက်နဲ့ရှိုင်းသိမြင်သွားကြပါတယ်3အောင်ကမေမြတ်ကိုကြည့်ပြီးနင်းပကြီးဆွဲတာဘလောက်တော်တလဲဆိုတာငါတို့သိပါတယ်နင်းဝါဒနာပါရာကိုလှုပ်ဖို့ငါတို့အားလုံးဝိုင်းကူညီပေးမယ်လို့အားပေးလိုက်တဲ့ကြော်ကိုတော့တငယ်ချင်းမင်းရဲ့တပေတပန်းဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့အပျော်တမ်းဘောလုံးအသင်းလေးဖွဲ့ပြီးအပတ်စဉ်ဖြစ်လစဉ်ဖြစ်ဘောလုံးပြန်ကန်ပေါ်လို့အကြံပေးလိုက်ပါတယ်နဒီကိုတော့နင့်စေးရုံကိုလာတဲ့စေးเจ้าသူစေးเจ้าသားတွေကိုနင်တက်တဲ့စိတ်ယောဂပညာတွေကိုအားရပါရသင်ပေးပြီးဆရာမကြီးလှုပ်လိုက်ပေါ့လို့ဆိုလိုက်ပါတဲပြီးတော့အောင်ကတငယ်ချင်းတယောက်ချင်းစီရဲ့အားသာချက်တွေကိုအသေးစိတ်ထုတ်ပြောပြီးချီးကျူးပါတယ်ကြော်မင်းကငါတို့အဖွဲ့မှာအားကိုးရဆုံးလူယုံတော်ပဲနဒီနေ့ရဲ့ကျင်နာတတ်တဲ့စိတ်ကငါတို့ကိုအမြဲနှွေးထွေးစေတယ်ဒီလိုအတိမတ်ပြုခံရမှု recognition တွေကြောင့်သူတို့ရဲ့မျက်လုံးတွေထဲမှာကိုယုံကြည်မှုနဲ့ဂုဏ်ယူမှု pride တွေပြန်လဲတောက်ပလာပါတယ်တငယ်ချင်းတွေဟာတဦးနဲ့တဦးအပေါ်ယံထက်ပိုတဲ့တန်ဖိုးထားမှုကိုခံစားလိုက်ရပါတယ်4ဂတိကဝတ်ပူပေါင်းများ sharing the meaning ညတကောင်ရဲ့အချိန်မှာတော့အောင်ကအသင့်ယူလာတဲ့အောက်ဆီဂျင်ပူပေါင်းလေးလုံးကိုထုတ်လိုက်ပါတယ်သူတို့ရေးထားတဲ့အိမ်မက်စက်ကူလေးတွေကိုပူပေါင်းမှာခြိလိုက်ကြတယ်ဒီပူပေါင်းလေးတွေကောင်းကင်ပေါ်ပြန်တက်သွားသလိုပဲငါတို့ရဲ့အိမ်မက်တွေလည်းတကယ်ဖြစ်လာရမယ်ငါတို့တယောက်နဲ့တယောက်အမြဲဖေးမှတ်ကြဆိုလို့အားလုံးကလက်ချင်းချိတ်ပြီးဂတိပေးလိုက်ကြပါတယ်
ပူပေါင်းလေးတွေကောင်းကင်မှာပျောက်ကွယ်သွားတဲ့အထိသူတို့တွေပြိုင်လူကြည့်နေခဲ့ကြတယ်။အဲ့ဒီညဟာသူတို့အတွက်တော့ရိုးရိုးညတစ်ညမဟုတ်တော့ပါဘူး။နှစ်ပေါင်းများစွာကြာတဲ့အထိသူတို့စုံတိုင်းမှာအဲ့ဒီညကပူပေါင်းလေးတွေကိုမှတ်မိသေးလားလို့ပြန်ပြောဖြစ်ကြပါတယ်။အောင်တို့တငယ်ချင်းတစုဟာလည်းအခိုက်အတန့် moment တစ်ခုကိုအမှတ်တရကောင်းဖြစ်ရည်ရွယ်ချက်ရှိဖန်တီးလိုက်တာကြောင့်သူတို့ရဲ့တန်ရောစဉ်ဟာတာမန်ထက်ပိုမိုခိုင်မြဲသွားပါတော့တယ်။မှတ်ချက်2019ခုနှစ်တွင်ထွက်ရှိခဲ့တဲ့ Chip Heath and Dan Head တို့ရေးသားတဲ့ The Power of Moments ကိုခန်းစားရေးဖွဲ့ပါသည်။ကျော်သူရအတိုင်ပင်ခံသမားတော်24ရက်12လ2025ခုနှစ်ဗုဒ္ဓဟူးနေ့